လေးကိုစူလိုက်ပြီးတော့စိတ်မကောင်းဖြစ်နေတဲ့တီချယ်တို့မမေတို့ရှိပါသလားခဏလောက်ဒါကိုနားထောင်ကြည့်ပါကျမတို့တီချယ်တွေမိဘတိုင်းကကလေးတွေကိုအကောင်းဆုံးဖြစ်စေချင်ကြတယ်ဒါပေမဲ့တခါတလေကျမတို့ရဲ့စိတ်မရှင်မှုကြောင့်ကလေးတွေကိုမလုံနဲ့မပြောနဲ့ဆိုတဲ့အငြင်းစကားလုံးတွေအမြဲသုံးလေးရှိကြတယ်ကျမရဲ့ဆယ်နှစ်တာအတွေ့အကြုံအရဒီလိုပြောခြင်းကကလေးကိုပို့ပြီးလှုပ်ချင်အောင်တွန်းအားပေးတဲ့အခြေအနေတစ်ခုကိုဖြစ်စေပါတယ်။ဒါဆိုရင်ဘယ်လိုလုပ်ရမလဲ။မလုံနဲ့လို့ပြောနေမှစားလှုပ်တဲ့အရာကိုတိုက်ရိုက်ပြောကြည့်ပါ။ဥပမာမပြေးနဲ့လို့ပြောနေမှစားလက်လျှောက်တော့မအော်နဲ့မဆူညံလို့နဲ့လို့ပြောနေမှစားတူတူလေးပြောတော့ဆိုတဲ့လေတံကိုနှိပ်ပြီးတော့မှပြောကြည့်ပါ။ဒီလိုမျိုး positive direction ပေးခြင်းကကလေးအုံနောက်ထဲမှာပိုပြီးအပြုသဘောဆောင်တဲ့အတွေးရစေပြီးတော့မှကလေးအပြုမူတွေကလည်းတိတိတတ်တာပြောင်းလဲနိုင်ပါတယ်။တင်းရဲ့ကလေးတွေမှာရောဒီလိုအမူအကျင့်တွေရှိပါသလား? comment မှာမေးခဲ့ပါဦးနော်။